တိုင်းပြည်တစ်ခုမှာဘယင်ကြီးတစ်ပါးဆိုနေတယ်သူဟာတနေ့မှာတိုင်းငံလက်လေရင်မိမတူတူညီချင်းဆွဲလန်းသွားတယ်သူဟာသူ့ရဲ့မူမတွေကိုခေါ်အားလုံးနဲ့တိုင်းညီလာခံလုပ်ခါဒီမိမပြူလေးကိုရှာဖွေဖို့တိုင်းနေလေတဲ့ကဲမူမတို့ဒီနေ့မှာအထူးမဖို့ငါပြောချင်တဲ့အကြောင်းအရာကဘူးတက်လို့တိုင်းကန်လဲတုံးယူမတက်မို့ဇွဲလဲရတဲ့မိမပြုတ်တူဦးထက်လို့ပေါ်လာလို့လိုက်ရှာမူမတို့မိကိုတိုက်တာစူးစမ်းလိုက်ရှာပန်းကောင်းညွန့်ကိုငါခူးဆက်ဖို့မှန်လားပါမင်းကြီးဖေရမသိတော့တောင်းပါမင်းကြီးဖေရအစ်စ်ကွာချားကမြစ်တာထားစရာမဟုတ်ပါမင်းကြီးဖေရအရှိရင်အပန်းမှာကိုလို့တော့များသွားရှိနေတာဗျဟဲ့ကောင်မင်းတော်တန်ကြိုက်ငါကိုတော်လန်တဲ့တပုံစိတ်မင်းတရားကြီးဟာသူ့ရဲ့အလိုသဘောကိုမလိုက်တဲ့စစ်သူကြီးကိုဒေါသထွက်ထွက်နဲ့နေနေတံပေးလွတ်ခါတာဝန်တွေကိုရက်ဆိုင်စေခဲ့တယ်အဲ့ဒီလိုနဲ့မင်းတရားကြီးကိုလောက်ချမ်းမှုအခွင့်ချောင်းနေတဲ့ဘရောရဲ့ကြီးပါပနာစင်ဒီယာဆိုတဲ့ဆုံးမတယောက်ကိုမင်းကြီးအနာကိုတွန်းပို့ကြိုးစားနေတဲ့ခွေမလာပါမင်းကြီးဗျာလုံဆောင်သမျှမှာမင်းကြီးမမဒီရုပ်ကောင်းကားတာချုပ်တောင်ကြောက်ရမှာပါမင်းကြီးဗျာကဲတော့မင်းကြီးနာမရှိနေတဲ့တကစင်ကြီးရယူပါစင်ကြီးမလားတောက်ပါလုံးနဲ့ဝိသယတာဘယ်သူလဲစင်တီးရငါလုံးနဲ့ရုပ်ရည်နဲ့ရေချိဖို့တင်းရှိလားဘယ်မှာလဲဘယ်သူလဲဘယ်လိုလဲမင်းတီးလားမင်းများသာပြောစမ်းမှာပရိုကြီးပပတာမလာပါမင်းကြီးဗျာတင်းရှိတောင်းမှာမင်းကြီးဗျာဟောဒီမှာပါစင်ကြီးရသုံးတော့ခံပူပါမင်းကြီးရပါတေလောက်ကိုမင်းကြီးဟာဘရောဟေကြီးပါပရာနဲ့စင်ဒီယာတို့ရဲ့လှဲ့ကွက်တီထဲမှာကောင်းကောင်းကြီးကိုလိမ့်နေခံရပါတော့တယ်ဟဲ့ဒီပါဘရောဟေကြီးကျမကစိတ်တော့တိတ်ကြီးမချစ်တော့သူကိုတော့တိတ်ပြီးတိမခံနိုင်ဘူးတဘရောဟေကြီးစားတော့အုပ်ချက်စိတ်ပြီးရောလုံးမွေထက်ကချိတ်ပြီးထက်ထားလိုက်စဘရောဟေကြီးနေမကူညာထူပဲဘရောဟေကြီးဒီပြရတော့မင်းကြီးနာကိုရတာကကျွန်တော်တော့ရွှေတွင်းကြီးအလားမင်းကြီးတရားတဲ့စင်သေးရကပေါ်ရချင်းချီတဲ့ပြမင်းကြီးကတော့ပြင်းပြီးစစ်သူကြီးကိုနင်းပြီးချတော့ပူပြင်းကဲနောက်ရှမရှိရခလုတ်တို့အတွက်လက်ခင်းပြီးသမျှမင်းကြီးတရားမင်းကြီးတရားမင်းကြီးတရားပနာစရာကောင်းအောင်အရေးချင်းမရှိတာမင်းသိတာဒီချိန်မှာမင်းကြီးတရားကိုနှက်ပြားခဲ့တာမရတော့ဘူးဆိုတာကိုမင်းသိတာငါနာမည်ပတ်ချစင်သိတာ